အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ Gmail account တစ်ခုဘယ်လိုမျိုးဖွင့်ရမလဲဆိုတော့နီလာလင်းကိုဝင်မြပေးသွားအောင်မယ်။ Okay ဒါဆိုရင်ကျွန်တော်ကပထမဆုံးကိုသုံးတဲ့ browser တစ်ခုခုနဲ့ဆိုရင်ရပါပြီနော်။ကျွန်တော်ကလည်း Google Chrome နဲ့သုံးနေဆိုလို့ရှိရင် Google Chrome နဲ့ဖွင့်ပါဆိုတဲ့မဟုတ်ဒီမှာဒီကောင်လေးနဲ့ဖွင့်မယ်ဆိုရင်လည်းရပါတယ်။ဒါဆိုရင်ကျွန်တော်ကဒီမှာ Google Chrome နဲ့ပဲအသုံးတာများတော့ကျွန်တော်က Google Chrome နဲ့ပဲဖွင့်ပြပါမယ်နော်။ Google Chrome မှာကြတော့ပထမဆုံးကျွန်တော်ကဒီဘက်မှာ Google Chrome သူ့ရဲ့ search box မှာကျွန်တော်ကနေပြီးတော့ဒီ gmail.com ဆိုပြီးတော့ www.gmail.com ဆိုပြီးတော့ရေးပေးလိုက်ပါနော်။ Okay ဒီမှာကြတော့ကျွန်တော်မှာကြတော့ Gmail ဖွင့်မိသားရှိတယ်။ဒါတကယ်လို့ကိုစိတ်ကြိုက်ဖွင့်မယ်တခါမှဖွင့်ရသေးဘူးဆိုလို့ရှိရင်ဒီနေရာမှာတော့ကျွန်တော်က create ဆိုပြီးတော့ပေါ်လာလိမ့်မှာနော်ပေါ်လာမှာနော်။ Okay ဒါဒီကောင်လေးမှာကျွန်တော်က account တစ်ဖွင့်မယ်ဆိုတော့ကျွန်တော်ကဒီဘက်မှာ address account ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်။ပြီးတော့ရေကျွန်တော်ပထမတခါမှမဖွင့်ရသေးတဲ့လူတွေအတွက်ဆိုလို့ရှိရင်ဒီမှာ create account ဆိုတာလေးဒီနေရာမှာပေါ်မှာပေါ့နော်။ Okay ဒီကောင်လေးကိုကြာတော့ကျွန်တော် create account ဆိုတာလေးနှိပ်လိုက်မယ်ပြီးတော့ for my personal use ဆိုတာလေးကိုနှိပ်လို့ရတယ်ဒီကောင်ကကြာတော့ for my children ကြာတော့ကလေးတွေတောင်းတာပေါ့နော်ဒီကောင်ကတော့ for what for business ဒါလုပ်ငန်းရှင်တွေအသုံးပြုလို့ရတယ်ကိုတွားခြင်းတဲ့ဟာနဲ့တွားလို့ရတာပေါ့နော်ကျွန်တော်ကနေပြီးတော့ဒီမှာ for my personal use ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ် Okay ဒီနေရာမှာကျွန်တော်က first name last name ပြင်ပါဘူးနော်first name last name မှာကြတော့ကိုစိတ်ကြိုက်ဒီနေရာလေးမှာထားလို့ရတယ်ကျွန်တော်က MTK ဆိုပြီးတော့ပြလိုက်မယ်နော် last name မှာကြတော့ tutorial ဆိုပြီးတော့ပြလိုက်မယ်ပြီးရင်ကျွန်တော် next နဲ့ဆက်သွားလိုက်မှာပေါ့နော် Okay ဒီနေရာမှာကျွန်တော်မွေးသက်ကြီးတွေထည့်ရမှာပေါ့နော်ဒါဒီနေရာမှာကိုကအမွေးသက်ကြီးအမှန်ထည့်မယ်ဆိုရင်လည်းအမှန်ထည့်လိုက်တာတော့ကောင်းတာပေါ့နော်ဒါ password တွေပါတယ်မေးသွားတဲ့အခါကြာလို့ရှိရင်ပြန်ယူလို့လွယ်တာပေါ့နော်ဒီကောင်လေးကိုထည့်လိုက်မယ်ပြီးရင်ကျွန်တော်ကနေပြီးတော့ဒီနေရာမှာကြာတော့အသက်18အထက်18နှစ်ပြရမှာပေါ့နော်18နှစ်ဆိုရင်လည်း18နှစ်အထက်ကိုထည့်ရမယ်တကယ်လို့မပြည့်သေးတဲ့လူတွေကြာတော့ကျွန်တော်အထက်ကိုထည့်ပါနော်Okay ပြီးရင်ဒီဘက်မှာကျွန်တော်က main key လိုက်ရောက်ချလေးလားဒီမှာ ganda ဆိုမှယူရမှာပေါ့နော်ဒီကောင်လေးကိုဒီဘက်ကမြားလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ယောက်ျားလေးတွေဆိုရင်တော့ကျွန်တော်မေကိုယူပြပါ main key တွေဆိုလို့ရှိရင် female ကိုယူပြပေါ့နော်ကျွန်တော်ကမေဆိုတာလေးပြလိုက်မယ် Okay ပြီးတော့ next ကိုဆက်သွားလိုက်မှာပေါ့နော် Okay ဒီနေရာမှာသူတို့ပေးထားတဲ့ဒီကောင်လေးတွေကိုတစ်ခါလေးယူသုံးလို့ရပါတယ်တကယ်လို့ကိုစိတ်ကြိုက်တုံးမယ်ဆိုလို့ရှိရင်လည်း create your own Gmail address ဆိုတာလေးကိုတစ်ချက်နှိပ်ပေးရမှာပေါ့နော်ဒီကောင်လေးကသူတို့ပေးထားတဲ့ဒီကောင်လေးတွေကိုကျွန်တော်ဆက်နှိပ်သွားလို့လည်းရတယ်တကယ်လို့ဒီဘက်မှာကိုစိတ်ကြိုက်ပေးခြင်းလည်းဆိုလို့ရှိရင်လည်းကျွန်တော်တို့ create your own Gmail address ဆိုတာလေးကိုတစ်ချက်နှိပ်ပေးပါပြီးရင်ဒီကောင်လေးမှာကိုမှတ်လို့ရမှာပေါ့နော်လိပ်စာလေးပေါ့နော်Okay ပြီးရရင်ကျွန်တော်ကနေပြီးတော့ဒီကောင်လေးကိုမလုပ်လိုက်မလဲဆိုလို့ရှိရင်ဒါဒီမှာစာလေးတွေနဲ့ကဏ္ဍလေးတွေတစ်လုံးလုံးရွေးလိုက်မှာပေါ့နော်ပြီးရင်ကျွန်တော်ကဒီမှာ next နဲ့ဆက်သွားလိုက်ပါမယ် Okay ဒီနေရာလေးမှာ password ထည့်ရမှာပေါ့နော် password ကကျွန်တော်တို့တစ်ခါထည့်လိုက်ရင်ကိုကအမြဲတမ်းမှတ်မိနေရမယ်password တွေကိုကိုစိတ်ကြိုက်ထည့်လို့ရပါတယ်နော်password ထည့်တဲ့နေရာမှာ6လုံးလို့6လုံးမရဘူးเนาะအနည်းဆုံး7လုံးထည့်ရမယ်7လုံးထက်ကျိုရင်လည်းများရင်လည်းရတာပေါ့နော်နေလို့တော့မရဘူး7လုံးထက်နေရင်သူကပေးမခွင့်ပါဘူးOkay ကိုစိတ်ကြိုက်ဒီမှာ7လုံးထက်အကျိုထည့်ပါနော်ဒါဒီ conference နေရာမှာလေကျွန်တော်ပထမထည့်ခဲ့တဲ့ဒီအပေါ်က password လေးကိုကျွန်တော်ကဒီတိုင်းပဲထည့်ပေးရမှာเนาะဒီကောင်လေးကို copy လိုက်မယ် right click နဲ့ပြီးတော့ select ပေးပြီးတော့ copy လိုက်ပါမယ်
copy keyboard control C ကိုနှိပ်လိုက်ရင်လည်းရပါတယ်နော်ပြီးတော့ဒီဘက်မှာ conference ဆိုတဲ့နေရာမှာkeyboard control V ချလိုက်ပါโอเคစာနဲ့ပေးလိုက်မယ်နော်โอเคအပေါ်ကအောက်နဲ့ကျွန်တော်တို့တစ်ခါလေးတူသွားပြီဆိုလို့ရှိရင်လည်းကျွန်တော်ဒီကောင်လေးမှာ next ကိုဆက်သွားလိုက်ပါမယ်နော်โอเคဒီမှာတစ်ခါလေး verify ဖြစ်သွားရင်လည်းရတယ်တကယ်လို့နောက်မှဖြစ်ချင်လည်းရတာပေါ့နော် verify ကောက်ကိုကြာတော့ကျွန်တော်တို့မှာကိုမိမိနေထိုင်တဲ့နိုင်ငံဖုန်းနံပါတ်ကိုထည့်ရမှာပေါ့နော်မြန်မာနိုင်ငံကလူတွေဆိုလို့ရှိရင်မြန်မာဖုန်းနံပါတ်ဒီမှာထည့်ရမယ်အဲ့ဒီကကြာမှာကိုအဲ့ဖုန်းနံပါတ်လေးနဲ့ကိုစီကို verify ဖြည့်ဖို့အတွက်ကဏ္ဍလေး6လုံးရောက်လာလိမ့်မယ်အဲ့ဒီကဏ္ဍလေး6လုံးကိုဒီနေရာမှာလာထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ကတစ်ခါလေး verify ဖြည့်ပြီးသားဖြစ်သွားတာပေါ့နော်ထည့်လိုက်ပါမယ်အရှားဖုန်းလေဆိုလို့ရှိရင်လည်းကျွန်တော်ကနေပြီးတော့ဖုန်းနံပါတ်မှားသွားတာနဲ့အဲ့ဒီဖုန်းကိုကျွန်တော် verify အကောင့်လေးရောက်သွားမှာဖြစ်တယ်ဒါကြောင့်မလို့ဒါဖုန်းနံပါတ်ကိုတေချာလေးစစ်ပြီးတော့ထည့်ပါနော်ပြီးတော့ next ကိုတစ်ချက်ဆက်လိုက်ပါပြီးတော့ခဏလေးစောင့်လိုက်မယ်โอเคအခါတလေရလို့ရှိရင်ကျွန်တော်ကနေပြီးတော့ဖုန်းမှာတုံးထားတဲ့ Gmail အကောင့်တွေများလို့ရှိရင်သူကတစ်ခါထည့်နေရတာပေါ့တစ်ခါလောက်ထည့်နေရတာပေါ့နော်အဲဆိုရင်ဒီညလေးမှာကျွန်တော်တို့သူတို့လှမ်းပို့လာတဲ့ verify နံပါတ်ခုတ်နံပါတ်6လုံးကိုကျွန်တော်ရိုက်ထည့်ရမှာဖြစ်ပါတယ်โอเคဒီကောင်လေးရပြီဆိုလို့ရှိရင် next ကိုဆက်သွားလိုက်ပါနော်ပြီးရင်ကျွန်တော်ကနေပြီးတော့ recovery Gmail address ဆိုတာကတော့ကျွန်တော်တို့ဒါတစ်ခါတလေကြာလို့ရှိရင်ကိုဒါ Gmail account password မေးသွားတဲ့အခါကြာလို့ရှိရင်အဲ့ဒီကိုစိတ်ချယုံကြည်ရတဲ့လူတရားရောက်ရဲ့ Gmail account ကိုထည့်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့သုံးလို့ရမှာပေါ့နော်အဲ့ဒီလိုဖြစ်တဲ့အတွက်ကျွန်တော်ကကိုယ်တငယ်ချင်းယုံကြည်စိတ်ချရတဲ့လူတရားရောက်ရဲ့ကျွန်တော် Gmail address လေးကိုဒီညမှာရိုက်ထည့်ပေးထားမယ်ဆိုလို့ရှိရင်ကျွန်တော် password တွေပါတယ်မေးသွားတဲ့အခါကြာလို့ရှိရင်သူ Gmail account ကိုလှမ်းပို့တာပေါ့နော်ဒီလိုထည့်ထားချင်တယ်ဆိုလို့ရှိရင်လည်းထည့်ထားလို့ရတယ်မထည့်ထားချင်ဘူးဆိုရင်လည်းကျွန်တော် state နဲ့ပြိုလိုက်လို့ရပါတယ်နော်ကျွန်တော်ကတော့ထည့်ထားလိုက်မယ်โอเคပြီးတော့ရင် next ကိုဆက်သွားလိုက်ပါမယ်နော်ပြီးရင်ကျွန်တော်က next ကိုဆက်သွားလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်ဒီကောင်လေးမှာကြာတော့ကျွန်တော်ဒီ Apple ဆွဲတင်လိုက်မှာပေါ့နော်ပြီးတော့မှကျွန်တော်ဒီဘက်မှာ agree ဆိုတာလေးကိုနှိပ်ပေးလိုက်မှာပေါ့နော်ခဏလေးစောင့်ပေးပါမယ်နော်ခုနကကျွန်တော်ကဒီနေရာမှာကျွန်တော်တို့ဒီဖုန်းနဲ့ချိတ်ထားတဲ့ Wi-Fi connection ပြုတ်သွားတာပေါ့နော်ပြန်ပြီးတော့တစ်ချက်နှိပ်လိုက်မယ်โอเคဒါဆိုရင်ပွင့်လာပြီပေါ့နော်ဒါဆိုရင်ဒီကောင်လေးကကျွန်တော်တို့ဖွင့်လိုက်တဲ့ဒီကောင်လေးမှာကြာတော့ဒီနော်ကျွန်တော်တို့ဖွင့်လိုက်တဲ့နာမည်လေးနဲ့ဒီကောင်လေးကြာလာပါလိမ့်မယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီမေးဖွင့်တာတော့ဒီနေရာမှာပဲပြီးသွားပြီပေါ့နော်နောက်နေ့ကြာရင်ကျွန်တော်တို့ဒါ Facebook ဘယ်လိုဖွင့်ရမလဲဒီနေ့ကကြာတော့ကျွန်တော် PC နဲ့ Gmail ဖွင့်တာပေါ့နော်နောက်နေ့ကြာလို့ရှိရင်ကျွန်တော်ကဖုန်းနဲ့ဘယ်လိုမျိုးဖွင့်ရမလဲဆိုတာလေးကိုဝင်မျှပေးတော့ပါမယ်โอเคဒါဆိုရင်အားလုံးပဲ
အဆင်ပြေလို့မျိုးလေးနဲ့အဆင်ပြေကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်